မဟိတိစီကိုင်းရှင်ညာများတို့ဒီနဲ့ဦးဆရာဦးရှင်ကိုနဲ့ဆုံးဖြစ်ခဲ့ပြီဆရာနဲ့တည်းအားရှိရပြီဘုရားနဲ့ညီဆရာဦးရှင်ကိုကမသသိဉာဏ်စတင်ခံယူခဲ့ပါပြီပွင့်ကိုဘိုးတော်ပြည့်ဒီလည်းပြည့်ဒီမြင်များမပြမီဆရာပွင့်ကိုယ်တိုင်ကြွရောက်ပါမှဆရာဦးရှိကုန်ဤမယုံသာသောသဘောထားလက္ခဏာများကိုသိရှိခဲ့ရပေသို့တော်လည်းစိတ်သွင်းမလျှော့သက်သာနာသောမပြာနေဘုတော်ပွင့်ခံတယ်သိချာတရားမဟိစိတ်ကိုင်းတော်ကြီးဉာဏ်ဉာဏ်များကိုဆက်လဲ၍အသာဆုံးကိုင်းအောင်သင်ယူကားဖြင့်ဘုတော်ပွင့်ဤအမွေကားတစ်ပြည့်စိတ်အဖတ်တရားဖြစ်ခဲ့ပြီဝိဇ္ဇာမဘိသိက္ခာမယပညာရဖြင့်ရဲရင်ပြတာခက်ခဲများစွာကြောကတော်စိတ်ကားသက်တောင်ဝတ်ပြဟောင်းလေးသင်ချတော်သောခြင်းဘုံတည်းကျလာတော်လေသင်ပြတက္ကမတဲ့အရင်ကဆရာတစ်ပါးဥရှိကုန်ကိုရည်တပြည့်ကိုတရားနဲ့ရည်ကိုယ်ခိုက်ရဲ့မပြတ်ခဲ့ကြီးအပြစ်မဲ့တော်တည်းအပြစ်ရှင်တော်ဆရာနဲ့အတွေ့ခံတယ်မမေ့ရပါသည်အတွေ့ခံတယ်မမေ့ရပါသည်ဆရာပွင့်ခေါ်ဘုတော်ပွင့်တည်းလည်းဖြစ်သည်ဉာဏ်မကြမီဆရာပွင့်ကိုယ်တိုင်ကြွရောက်ခါမှဆရာဦးရှိကုန်ဤမယုံသာသောသဘောထားလက္ခဏာများကိုသိရှိခဲ့ရပေသို့တော်လည်းစိတ်သွဲမလျှော့သက်သာလာသောမပြာဟောင်းလေးဘုတော်ဖွင့်ထံတွင်သိသာတရားမိတ်ကြီးစိတ်တိုင်းတော်ကြီးဉာဏ်ရများကိုဆက်လက်၍သာဆုံးတိုင်အောင်သင်ယူကားဖြင့်ဘုတော်ဖွင့်အမွေလာတည်းစိတ်ဝတ်ပြာဖြစ်ခဲ့ပြီဝိဇ္ဇာမဘိသိက္ခာမယပညာရဖြင့်ရဲရင်ပြတာခက်ခဲများစွာကြောကတော်ဝိဝါသတ္တမပြာဟောင်းသည်သင်ချမ်းတော်တော်ခြင်းဘုံတည်းချလာတော်လေအသင်ပြတက္ကမလည်းအရင်ကဆရာတော်ဥရှိကုန်ကိုရည်တတိဝတရားနဲ့ရည်ဦးခိုက်လျက်မဖြစ်ခဲ့ပြီအပြစ်မဲ့သောတတိအပြစ်ရှိသောဆရာနဲ့အတွေ့ခံတယ်မမေ့ရပါသည်အတွေ့ခံတယ်